2026ခုနှစ်ဧပြီလဝါရှင်တန်မြို့ရဲ့အထင်ကရညစာစားပွဲကြီးတစ်ခုပျော်ပွဲရွှင်ပွဲတစ်ခုကနေပရံပတအခြေအနေတစ်ခုဖြစ်ကိုပြောင်းလဲသွားခဲ့တယ်။အဲ့ဒီညကတကယ်တမ်းဘာတွေဖြစ်ခဲ့လာလဲပြီးတော့ဒါကဘာကြောင့်ဒီလောက်တော့အရေးကြီးနေတာလဲ။ကဲအသေးစိတ်လေ့လာကြည့်လိုက်ကြအောင်။ ဒီစကားတွေကတော့အဲ့ဝါရှင်တန်မြို့ရဲ့အထင်ကရညစာစားပွဲကြီးမှာဘရန်ပတာတွေဖြစ်ပြီးမကြခင်မှာပဲထွက်ပေါ်လာခဲ့တာပါ။စဉ်းစားကြည့်လေနိုင်ငံရဲ့ထိပ်တန်းခေါင်းဆောင်တွေတရင်ထောက်တွေအားလုံးစုဝေးနေတဲ့နေရာတစ်ခုမှာမထင်မှတ်ထားတဲ့အကြမ်းဖက်မှုတစ်ခုဖြစ်ပွားခဲ့တယ်ဆိုတာကိုပေါ့ ဟုတ်ပြီဒီညစားစားပွဲဆိုတာကသမတာနိုင်ငံရေးသမားတွေနဲ့တရင်သမားတွေဂျာရင်းနှီးမှုတိဆောက်တဲ့နှစ်ပေါင်း100ကျော်တက်တန်းရှိတဲ့အစင်လာကြီးမားတဲ့ပွဲတစ်ပွဲလေအဲ့တော့အဲ့ညကဘာတွေဖြစ်ခဲ့လဲဆိုတာကိုအပြည့်အစုံနားလည်နိုင်ဖို့2026ခုနှစ်ဧပြီလ22ရက်နေ့ညဧည့်သည်တွေနဲ့ပြည်ချက်နေတဲ့ Washington Hilton Hotel ရဲ့ခမ်းမကြီးထားကိုအတူတူပြန်သွားကြည့်ကြရအောင်အဖြစ်အပျက်တွေကတကယ်ကိုမျက်စိတမိုက်အတွင်းမှာပဲအရှင်ဟုန်နဲ့ဖြေသွားခဲ့တာပါခန်းနာထဲဝါလာတဲ့ညာစားစားခွေးကြီးတစ်ခုကနေစက္ကန့်ပိုင်းလေးအတွင်းမှာပဲအသက်လို့ထွက်ပြေးရတဲ့အေးဘောအခြေအနေကြီးဖြစ်ပြောင်းလဲသွားခဲ့တယ်တကယ်တမ်းစဉ်းစားကြည့်ရင်အန်ဆက်အကောင်းဆုံးအချက်ကဘာလဲဆိုတော့ဒီလုံချုံရေးဖောက်ဖျက်မှုဖြစ်တဲ့အချိန်မှာအမေရိကန်ပြည်ထောင်စုရဲ့အဆင့်အမြင့်ဆုံးအရာရှိတွေခေါင်းဆောင်တွေအားလုံးနီးပါးကအခန်းအခန်းထဲမှာအတူတူရှိနေခဲ့ကြတာပဲဒါတကယ်ကိုမကြုံစဘူးနိုင်ငံတော်လုံးချုံရေးအတွက်ကြီးမားတဲ့စင်ခေါ်မှုတစ်ခုဖြစ်သွားခဲ့တယ်ကဲအဲ့ဒီပရိယံပတာဖေးရတဲ့အပြီးနာရီပိုင်းအသွေးမှာပဲအရာရှိသည့်ဘက်ကနေရှင်းလင်းချက်တွေထွက်လာတာပဲစိတ်ဝင်စားစရာတယောက်နဲ့တယောက်မတူတဲ့ရှင်းလင်းချက်နှစ်ခုထွက်ပေါ်လာခဲ့တယ်တစ်ခုကတမရစီကနောက်တစ်ခုကတော့တယောက်ဥပဒေစိုးမိုးရေးအဖွဲ့စီကပေါ့ဒီတော့သူတို့တွေကဒီအခြေအနေကိုဘယ်လိုပုံဖော်ခဲ့ရလဲဆိုတာကြည့်လိုက်အောင်ဒီနိုင်ရှင်ချက်ကိုကြည့်လိုက်ရင်သူတို့အာယုံစိုက်တဲ့အချက်တွေဘယ်လောက်ကွာလဲဆိုတော့ရှင်းရှင်းလင်းလင်းနေနိုင်ပါတယ်တမရကပြည်သူစိတ်သက်ပိုင်းကိုအဓိကထားတယ်ရဲစွမ်းထက်တွေတို့ခိုင်းမတဲ့စိတ်ဓာတ်တို့ပေါ့တစ်ဖက်မှာတရားဥပဒေစိုးမိုးရေးခွာကတော့ဖျက်မှန်းကိုဖော်ထုတ်ဖို့လှုပ်ထုံလုံးနည်းဆိုင်ရာအသေးစိတ်အချက်လက်တွေကိုပဲအဓိကထားပြောသွားတာတွေ့ရတယ်ပြောရရင်မတူညီတဲ့တာဝန်မတူညီတဲ့သတင်းစကားတွေပါပဲတမတာရဲ့တုံ့ပြန်မှုကတော့ရှင်းရှင်းလေးပါပဲဒါဟာအရှုံးမပြေးဘူးနောက်မဆုတ်ဘူးဆိုတဲ့သဘောထားပဲအကြောက်တရားကိုလက်မြောက်အရှုံးပေးမှာမဟုတ်ပဲပို့ပြီးတော့ခိုင်ခိုင်မာမာနဲ့ပြန်လဲရင်ဆိုင်မယ်ဆိုတဲ့သတင်းစကားကိုအေပြူတော့ကနေချက်ချင်းထုတ်ပြန်ကြေညာခဲ့တာပါဒါပဲအရေးကြီးဆုံးမေခွန်းစီကိုရောက်လာစေတာပဲတမရကိုယ်တိုင်တက်ရောက်နေတဲ့ပွဲမှာဒီလိုစစ်လုံကြုံရဲ့ချိုးဖောက်မှုမျိုးကဘလို့များဖြစ်သွားနိုင်ကြတာလဲဒါတကယ်ကိုအထီးကမေခွန်းပဲလေဟုတ်တယ်မလားလူတိုင်းရဲ့စီထဲမှာရှိနေတဲ့မေခွန်းပြီးတော့စုံစမ်းစစ်ဆေးသူနဲ့အသေးအတန်အဖြစ်ရှာနေတဲ့မေခွန်းလည်းဖြစ်တယ်နိုင်ငံမှာအကာအကွယ်အရှိဆုံးပုဂ္ဂိုလ်တယောက်ရဲ့အနာကိုလက်နဲ့ကင်တယောက်ကဘယ်လိုလုပ်ပြီးဒီလောက်အထိနီးနီးကပ်ကပ်ရောက်လာနိုင်ကြတာလဲโอเคဒီတော့လုံခြုံရေးစနစ်ကဘလို့အလုပ်လုပ်တယ်လဲဆိုတာကိုကြည့်အောင်သူတို့ပြောတာကတော့အလွှာအပေါင်းများစွာကာကွယ်ရေးစနစ်ပေါ့အပင်းစီးရှိတယ်စစ်စေးရေးဂိတ်တီရှိတယ်ပြီးတော့မှအတွင်းစီးရှိတယ်ရရှိတွေကတော့ဒီစနစ်ကအလုပ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်ဘာလို့လဲဆိုတော့တနက်သမားကအဓိကခမ်းမထဲအထိကိုမရောက်ခဲ့လို့ပေါ့ဒါပေမဲ့ဆိုတာကကြီးတယ်ဒါကအလွန်ကြီးမားတဲ့အားနဲ့ချက်တစ်ခုကိုလည်းဖော်ထုတ်ပြလိုက်တာပဲအဲ့ဒီအလွှာတွေထဲကတလွှာဖောက်ထွင်းခတ်လိုက်ရတယ်ဆိုတဲ့အချက်ပါပဲဒီတော့ဒီလူကဘာလို့လဲတရားဥပဒေစိုးမိုးရေးအဖွဲ့ကတော့သူ့ကိုလင်းလင်းမြန်မြန်ပဲဖော်ထုတ်နိုင်ခဲ့တယ်သူနာမည်ကိုတီးရပြီဆိုတာနဲ့သူရဲ့နောက်ကျောင်းရတယ်ပဲနဲ့တိုက်ခိုက်ရတဲ့ရည်ရွယ်ချက်တွေကိုအသေးစိတ်စုံစမ်းစစ်ဆေးမှုတွေချက်ချင်းစတင်တော့တာပါပဲဒီဖြစ်ရကတကယ်ကိုတုံလို့စရာကောင်းမယ်မဲ့ဒါဟာထိချဖြစ်ရတစ်ခုတည်းတော့မဟုတ်ပါဘူးတကယ်တော့ဒါဟာအမေရိကန်နိုင်ငံရေးလောကမှာရှိနေတဲ့ပိုရီမာပြီးစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ပုံစံတစ်ခုရဲ့အစိတ်ပိုင်းတစ်ခုဖြစ်နေတယ်ပါဒီအချိန်မှတ်ကိုကြည့်လိုက်တဲ့အခါမှာအဖြစ်ပြက်တွေကြားကဆက်ဆက်မှုကိုစပြီးမြင်လာရပါလိမ့်မယ်2026ခုနှစ်ဖြစ်စဉ်ဆိုတာတီးခြားဖြစ်ရတစ်ခုမဟုတ်ဘူးဒါဟာနှစ်ပေါင်းများစွာအတွင်းမှာအမေရိကန်နိုင်ငံရေးသမားတွေရောသတင်းမီဒီယာတွေရောနှစ်ဖွဲ့စလုံးကိုဖြစ်မှတ်ထားတိုက်ခိုက်လာတဲ့နိုင်ငံရေးအကြမ်းဖက်မှုတွေရဲ့စိုးရင်စရာလမ်းကြောင်းပေါ်ကနောက်ဆုံးဖြစ်ရတစ်ခုပဲဖြစ်ပါတယ်နောက်ဆုံးတော့ Hilton Hotel ကဖြစ်ရတဲ့ဟာကျွန်တော်တို့ကိုအလွန်လေးနက်ပြီးခက်ခဲတဲ့မေခွန်းတစ်ခုနဲ့ထားခဲ့ပါတယ်နိုင်ငံရေးအရာအလွန်မဲကွဲပြားနေတဲ့ဒီလိုခေတ်ကြီးထဲမှာလူအဖွဲ့အစည်းတစ်ခုကတူရဲ့ခေါင်းဆောင်တွေကိုရောသူတို့ကိုစားပြုတဲ့လွတ်လပ်ခွင့်တွေကိုပါဘယ်လိုများကာကွယ်တောင်းနိုင်မလဲဒါတကယ့်ကိုကြီးမားတဲ့စံခေါ်မှုကြီးတစ်ခုဖြစ်ပြီးအလွယ်တကူအပြေရှားလို့မရတဲ့ကိစ္စတစ်ခုဖြစ်ဆက်လက်တည်ရှိနေဦးမှာပါပဲ